ဘုံဘုံတို့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားခုနှစ်ရက်သားသမီးအားလုံးတဘာဝဘေးအန္တရာယ်မှကင်းဝေးစေရန်အတွက်ပရိမိတဇာလတုတ်ကိုရွတ်ဖတ်ပူဇော်ပါမယ်အားလုံးပဲယုံကြည်စွာယုသေးစွာနာယူကြပါနမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဧဝမေသုဒ္ဓဧကသမယဘဂဝါရာဇဂယေဝိဟရတိကေဇာကုတေမဘတေတေနာကောမနာသမယေနကောမတေနာယခေနဒေဝေနယခေနအိန္ဒေနာယခေနဗျမေနယခေနသောမတေနာယခေနနာခေနယခေနကန္တဗေနယခေနပုပ္ပါတိသေနယခေနအဂိတိသေနယခေနဒကိနာတိသေနယခေနနရတိမာတိသေနယခေနပိစိမာတိသေနယခေနပါရမတိသေနယခေနဩဒရာတိသေနယခေနဧသနာတိသေနယခေနသမုဒ္ဒာတိသေနယခေနအာဂတတိသေနယခေနဘုံမာတိသေနယခေနအဘမယောဗုဒ္ဓအဘမယောဓမ္မောအဘမယောသံဃောဘယတဓမ္မာမောက္ခလနံယတယတအဘာဒကယတယတတွေဘာဒယတယတသရောဘာဒယတယတဘောဘာဒပါရအန္တဥရောအန္တသကုအန္တမုခအန္တဇေဝအန္တနမောဗုဒ္ဓတနမောဓမ္မတနမောသံဃတတကလလောကဓာတုမာတာပိတုဗုဒ္ဓရခဏကတတကလလောကဓာတုမာတာပိတုဓမ္မရခဏကတတကလလောကဓာတုမာတာပိတုသံဃာရခဏကတရတေဝဒေဝဝသဓမ္မရခတုသဗ္ဗဒေဝတာယဣမသပရိမိတာဇာလတဒေစေနဣမသမေအမဂတံတရိရေယေကေစေဩပတဝါအနုဘဝေနဒေစေနဣမသမေလောကေဣမသမေဇဗုတိဘေဣမသမေပပတေဣမ